မင်္ဂလာပါရှင်အခုပြုလုပ်ပေးမယ့် meditation လေးကတော့အင်နာချိုင်ဟင်းကို meditation ပဲဖြစ်ပါတယ်ဒီ meditation ကိုပြုလုပ်တော့မယ်ဆိုရင်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ earphone လေးသုံးပြီးပြုလုပ်ဖို့အကြံပေးချင်ပါတယ်လမ်းလျှောက်ရင်ကားမောင်းရင်မပြုလုပ်ဖို့လည်းသတိပေးလိုပါတယ်အရင်ဆုံးတိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာခန္ဓာကိုယ်တတောင်တတအနေထားနဲ့ထိုင်ပြီးတော့ပဲဖြစ်ဖြစ်လက်ပြောင်ပြီးပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်အစဉ်သင့်ဖြစ်ပြီးဆိုရင်မျက်လုံးလေးတွေကိုမှိတ်လိုက်ပါခန္ဓာကိုယ်စက်သားအားလုံးဖြေလျှော့ပြီးအသက်ရှူတာတစ်ခုတည်းကိုပဲအာရုံစိုက်ပါမယ်ဖြူရောင်နေတဲ့နေကကိုယ်စီဖြာကြနေတယ်လို့အာရုံပြုပါဖြူရောင်နေတဲ့နေကခန္ဓာကိုယ်ကြော်ရုပ်အောက်ခြေကနေခေါင်းပေါ်အထိစီစဉ်နေတယ်လို့အာရုံပြုပါအဲ့ဒီအဖြူရောင်နေတဲ့နေကိုရှုသွင်းပြီးမိမိခန္ဓာကိုယ်ရဲ့ကမကောင်းတဲ့ energy တွေကိုရှုထုတ်ပါမယ်ရှုသွင်းမယ်ရှုထုတ်မယ်ရှုသွင်းမယ်ရှုထုတ်မယ်ရှုသွင်းမယ်ရှုထုတ်မယ်အသက်ရှုသွင်းနေပြီခန္ဓာကိုယ်ထဲမှာအဖြူရောင်လေးနဲ့နေပြည့်နေပြီငြိမ်းချမ်းမှုကိုခံစားရနေလေဖြစ်ပါတယ်ရှုသွင်းမယ်ရှုထုတ်မယ်ရှုသွင်းမယ်ရှုထုတ်မယ်မကြခင်မှာအင်နာချိုင်နေတွေ့ရမှာမို့ဒီအခိုက်အတန့်လေးကိုပျော်ရွှင်ကြည်နူးစွာခံစားကြည့်ပါအသက်ရှူတဲ့နေရာမှာအာရုံစူးစိုက်ထားပါအသက်ကိုခပ်ပြင်းပြင်းလေးရှူသွင်းပြီးခပ်ဖြည်းဖြည်းလေးပြန်ထုတ်ပါတက်ရှိတဲ့နေရာမှာပဲအာယုံလေးကိုစူးစိုက်ထားပါမိမိရဲ့စိတ်ကလေးတွေတည်ငြိမ်လာတဲ့အထိအသက်ကိုရှုသွင်းမယ်ရှုထုတ်မယ်အခုကျမတို့ရဲ့အင်နာချိုင်လေးတွေ့ကြည့်ရအောင်အင်နာချိုင်ဆိုတာကမိမိကိုယ်တိုင်နဲ့မို့ဆိုရင်စရာမလိုပါဘူးကိုယ်နဲ့ကိုယ်အင်နာချိုင်ပြောသမျှတွေကိုတန်တရားမဖြစ်ပါနဲ့ intuition ကိုတုံးပြီးတော့အပြန်အလှန်စကားတွေပြောပါကိုယ်အင်နာချိုင်ကကိုယ်ဖြစ်တဲ့အတွက်မှားရင်မှာကိုမကြောက်ပါနဲ့ဒါဆိုရင်ငယ်ငယ်ကမိမိတို့ရဲ့ပုံလေးကိုပုံဖော်ကြည့်ရအောင်ငယ်ငယ်ကကိုယ်ပုံကဘယ်လိုပုံစံမျိုးလေးလဲဘယ်လိုလေးနေတတ်တယ်လဲပုံဖော်ကြည့်ပါအဲ့လိုပုံဖော်တဲ့အခါမှာတော့တစ်ခါနဲ့တစ်ခါကမတူနိုင်ပါဘူးကိုယ်ဝမ်းနေနေကိုယ့်ရဲ့အင်နာချိုင်ကလည်းဝမ်းနေနေပါလိမ့်မယ်အင်နာချိုင်လေးကိုတဖြည်းဖြည်းနဲ့ပုံပေါ်လာပြီဆိုရင်တော့ငယ်ငယ်ကစိတ်ထဲမှာရှင်းနေတဲ့နေရာတစ်ခုကိုပုံဖော်ပါငယ်ငယ်ကကိုပုံကဘယ်လိုပုံစံလေးလဲလို့တွေးပြီးရင်အဲ့ဒီနေရာလေးမှာရှိနေတယ်ဆိုပြီးမြင်အောင်ပါအခုကိုယ်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားချက်ကိုပြန်ပြီးတော့ခံစားကြည့်ပါမယ်နာကျင်မှုလားဝမ်းနည်းမှုလားအထီးကျန်မှုလား
သူများပေါ်မိခုန်နေမှုလားစသဖြင့်ခံစားကြည့်ပါအခုချိန်မှာပျော်ရွှင်နေတဲ့သူကလည်းမိမိရဲ့မသိစိတ်တွေကခံစားမှုကိုတေချာလေးခံစားကြည့်ပါဘာမှမရှိရင်တော့အင်နာဆိုင်ပြဿနာမရှိပါဘူးဒါပေမဲ့တွေ့ပြီးတော့စကားလေးတွေပြောစီတင်ပါတယ်အခုဆိုရင်ကိုပုံဖော်ထားတဲ့ကိုရဲ့အင်နာဆိုင်ခလေးလေးအနာကိုတဖြည်းဖြည်းချင်းသွားပါမယ်ပြီးရင်သူကိုငါရှိနေတယ်ဒါကြောင့်မို့လုံခြုံသွားပြီးမကြောက်ဖို့ကိုလည်းပြောပြပါသူဘာတွေပြောချင်လဲဘာတွေဖွင့်ချင်တယ်လဲသူပြောမဲ့စကားတွေကိုနားထောင်ပေးပါခံစားပေးပါသူကိုစကားတွေတော့ဝါကြီးပြောခွင့်ပေးလိုက်ပါငငယ်ကဘာတွေဖြစ်ခဲ့လဲငငယ်ကဘာတွေနာကျင်ခဲ့ရလဲဘယ်လိုနေရာမှာဘာတွေဖြစ်ခဲ့လဲကိုယ့်ရဲ့အင်နာဆိုင်ပြောတဲ့အတိုင်းနားထောင်ပေးပါပြီးရင်သူကိုလက်သိပ်ပေးပါကိုယ့်ရဲ့ခံစားချက်တွေကိုလည်းသူကိုမျှဝေပေးနိုင်ပါတယ်ဘယ်သူကမှမပြောပြနိုင်တဲ့စကားတွေကိုသူကိုပြောပြပါရှင်ဖွင့်ပါငိုစရာရှိတဲ့ဆိုရင်ငိုချလိုက်ပါရည်စရာရှိတဲ့ဆိုရင်လည်းတော့ဝါအေးရှိပလိုက်ပါသူရဲ့လက်သိမ့်မှုကိုလည်းခံယူပါသူကလည်းကိုလက်သိမ့်ပေးပါလိမ့်မယ်စိတ်ထဲမှာအပြန်အလှန်စကားတွေပြောနေကြပါမယ်သူကိုလည်းလက်သိမ့်ပေးပါအားပေးစကားတွေပြောပေးပါသူကလည်းကိုပြန်ပြီးလက်သိမ့်ပေးပါလိမ့်မယ်အားပေးစကားတွေပြောပါလိမ့်မယ်အပြန်အလှန်စကားတွေတော်ဝါကြီးပြောနေကြပါမယ်ပြီးရင်ကိုယ့်ရဲ့အင်နာချိုင်းကိုချီးကျူးပေးပါအကောင်းကြီးပြောပေးပါသူဟာချစ်ဖို့ကောင်းကြောင်းသူဟာလုံလောက်ကြောင်းသူဟာအချစ်ခံရဖို့ထိုက်တန်ကြောင်းသူဟာဘယ်တော့မှတယောက်တည်းမဟုတ်ကြောင်းဒါတွေကိုပြောပြပါပြီးတော့အချိန်ကြာကြီးပြစ်ထားမိလို့တောင်းပန်တဲ့အကြောင်းပြောပါကိုယ့်ရဲ့အင်နာချိုင်းကိုပြစ်ထားမိရင်သူ့မှာလည်းစိတ်ထင်ရတွေပေါ်ပါတယ်ဒဏ်ရာတွေပေါ်တာကိုသိရနဲ့ပြစ်ထားမိရင်အင်နာချိုင်းကပိုဆိုးသွားပါမယ်ဒါကြောင့်သူကိုတောင်းပန်ပါစိတ်ထဲကဖြစ်နေတဲ့အတိုင်းပဲသူကိုဆက်ဆံပေးပါကိုပို့ချစ်ပါမယ်ဆိုတဲ့ကတိကိုလည်းပေးပါအပြန်အလှန်ခွင့်လွှတ်ပါကိုကလည်းသူကိုခွင့်လွှတ်ကြကိုလည်းခွင့်လွှတ်ဖို့တောင်းပန်ပါသူကိုခွင့်လွှတ်တဲ့အကြောင်းနဲ့လူတိုင်းဟာအမှားနဲ့မကင်းတဲ့အကြောင်းအချိန်ရရင်အမြင်လာတွေ့မယ်ဆိုတဲ့အကြောင်းလေးပြောပါစိတ်သက်သာရတဲ့အထိနှစ်ယောက်လုံးရေမောပျော်ရှင်တဲ့အထိခံစားချက်တွေနာကျင်မှုတွေကိုဝေမျှပြီးဟင်းနေတော့ပါစိတ်ကိုချုပ်ထိန်မထားပါနဲ့စိတ်ကိုပေါ့ပလေးပဲထားပါ
စိတ်ထဲမှာလုံးဝပေါ်ပါပြီးတော့ရှိနိုင်သွားပြီဆိုရင်ကိုယ့်ရဲ့အင်နာချိုင်လေးကိုနှုတ်ဆက်ပါမယ်ကိုယ့်ရဲ့အင်နာချိုင်ကိုနမ်းပါပွေဖက်ပါကျေးဇူးတင်ကြောင်းပြောပါအဲ့လိုတွေပြောပြီးသွားရင်တော့ပျော်ရွှင်ကြည်နူးနေတဲ့ကိုယ့်ရဲ့အင်နာချိုင်ကိုကိုယ့်ရဲ့ရှင်ဘက်အတွင်းတနေရာလေးကိုထည့်လိုက်ပါစိတ်ထဲမှာလည်းလုံးဝပျော်ရွှင်ကြည်နူးနေပြီလို့ခံစားပါအသက်ရှူတဲ့စီပြန်သွားပါမယ်ဖြူအောင်လေးနှန်းတွေဝင်ရထားတယ်လို့အာရုံပြုပါအသက်ကို3စက္ကန့်ရှူသွင်းမယ်6စက္ကန့်လောက်အောက်ထားပြီး9စက္ကန့်ရှူထုတ်ပေးပါအဲ့လိုမျိုး3ချိန်တိတိပြုလုပ်ပေးပါအခုရှင်ထဲမှာမုန်းကျက်နေရတွေခံစားနေရတာတွေအကုန်ပေါ်ပါသွားတာကိုခံစားရပါလိမ့်မယ်ကိုယ်အစမပြေသည့်တိုင်အောင်ညင်းဖို့ခက်ခဲနေရမျိုးဝေဖန်ခံရရင်အရန်နာကျင်တာမျိုးလူတွေကိုပျော်အောင်လုပ်ဖို့အတင်းကြိုးစားတာမျိုးအငင်းပွားရတာကြောက်တာမျိုးအရန်ပြေဆုံးချင်တာမျိုးခံစားချက်တွေထုတ်ပြရမှာရှက်တာတွေတောက်ဆစ်ဆန်တဲ့ relation တွေကနေရှုံထွက်ဖို့ခက်ခဲတာတွေတောက်ဆစ်ဆန်တဲ့အရာတွေကိုလက်လွှဲရမှာကြောက်တာတွေလူတွေကိုဗန်ရောစဉ်အဖြစ်လွဲတာမိခိုခြင်းလုံးတာဘောင်ရီထားဖို့ခက်တာဘောင်ရီအရန်ထားလုံးတာကိုအရန်ခုခံနေရမျိုးတွေနောက်တယောက်တစ်ဖြစ်မှာကြောက်တာတွေထားခဲ့ခံရမှာကြောက်တာတွေကိုချိုးရင်းနေတယ်လို့ခံစားရတာတွေသူတစ်ပါးခံစားချက်အတွက်ကိုယ်မှာတာဝန်ရှိတယ်လို့ခံစားရတာတွေကိုနဲ့လူတွေကိုရှုံကြည့်ဖို့ခက်ခဲရကိုမချစ်နိုင်တာတွေဟာဆိုရင်အင်နာချိုင်မှာဒဏ်ရာရှိနေလို့ဖြစ်ပါတယ်အခုပြောပြခဲ့တဲ့အချက်တွေလုံးဝပျောက်သွားတဲ့အထိဒီ meditation ကိုပြုလုပ်လို့ရပါတယ်အင်နာချိုင်ကဒဏ်ရာကဖြည်းဖြည်းချင်းပျောက်သွားတာမျိုးမို့နေတိုင်းလုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပါပဲနေတိုင်းမလုပ်နိုင်ဘူးဆိုရင်တော့တစ်ပတ်ကို2ချိန်လောက်တော့ပြုလုပ်သင့်ပါတယ်အင်နာချိုင်ဖြစ်ဖြစ်မှနေရထိုင်ရတာအဆင်ပြေပါလိမ့်မယ်ဒါကြောင့်မို့ဒီအင်နာချိုင်healing meditation လေးကိုပြုလုပ်ပေးရခြင်းပဲဖြစ်ပါတယ်အားလုံးလိုက်လုပ်ပြီးတော့အဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်